ဒီနေ့တော့2009ခုနှစ်ကထွက်ရှိခဲ့တဲ့ Land of the Lost ဆိုတဲ့စွန့်စားခန်း sci-fi ဟာတာကလေးတကားအကြောင်းပြောပြသွားမယ်။ Spoilers တွေအများကြီးပါမှာမို့စကားမကြည့်ရသေးရင်သတိထားနော်။ဇလန်းစမှာတော့အာကာသရမှုတယောက်အကိုနီလန်းတောင်းနေတာကိုတွေ့ရတယ်။သူကကဘာပေါ်မှာတော့မဟုတ်တော့ပဲအချင်းကာလတွေရှုပ်ထွေးနေတဲ့တရားတစ်ခုကိုရောက်နေပုံရတယ်။အဲ့ဒီမှာ T-Rex ဒိုင်နိုဆောကြီးတစ်ကောင်ကသူ့ကိုလိုက်စားတော့တာပဲ။ပြန်ပြီးပြစ္ဆုတ်ပံကားလာကိုကြည့်မယ်ဆိုရင်တော့မက်လာဝါရဲ့ TV အစီအစဉ်မှာဒေါက်တာ Rick Marshall ဆိုတဲ့ပလွားတဲ့တစ်ပံပညာရှင်တယောက်အင်တာဗျူးဖြေနေတာတွေ့ရမယ်။ Rick ကအချိန်ခရီးသွားလို့ရတဲ့ Quantum Paleontology theory ကိုသူတေသနာလုပ်နေတာမှာဒါပေမဲ့ TV ဆရာကသူ့ကိုအယူတယောက်လိုလောင်ပြောင်မဲ့သူ Rick ကဒေါသထွက်ပြီးရန်လုံးမလို့လုပ်တာလုံချိုရေးတွေဆွဲထောက်သွားတာခံလိုက်ရတယ်။၃နှစ်ကြာပြီးနောက်မှာတော့ Rick တယောက်ဘဝပြတ်ပြီးပြတဲ့တစ်ခုမှာကလေးတွေကိုရှင်းပြတဲ့အလုပ်ပဲရတော့တယ်။ဒါပေမဲ့တရက်မှာ Holly ဆိုတဲ့ကျောင်းသူလေးတယောက်ရောက်လာပြီး Rick ရဲ့ theory တွေကမှန်ကန်ကြောင်းသက်သေပြဖို့ရောက်လာတယ်။သူကကြောက်ဖြူကျွန်းတစ်ခုကိုပြလိုက်ရမှာခစ်မီမိချစ်တစ်လုံးရဲ့ပုံစံညာပါနေတာကိုတွေ့လိုက်ရတယ်။ဒီကြောက်ကိုတာချီယန်စွမ်းအင်တွေရှိတဲ့တဲကန်တာတွေကအခုတစ်ခုနားမှာတွေ့ခဲ့တာတဲ့။ Rick လည်းသူ့မိချစ်နာတိုက်ကြည့်လိုက်တော့ကွက်တီထစ်နေတာကြောင့်မျောလင်းခက်တွေပြန်တက်လာပြီးညာတွင်ချင်းတာချီယန် amplifier လို့ခေါ်တဲ့အချိန်ခရီးသွားဇက်ကိုအိမ်သုံးပစ္စည်းတွေနဲ့ထွန်းလိုက်ပါလေရော။နောက်နေ့ကျတော့ Holly နဲ့ Rick တို့တဲကန်နာရတဲ့ကခူစီကိုထွက်ကားခဲ့ကြတယ်။အဲ့ဒီကူနာမှာအမတ်တရပစ္စည်းဆိုင်ဖွင့်ထားတဲ့ Will ဆိုတဲ့လူတစ်ယောက်နဲ့ဖောင်စည်းပြီးကူထဲဝင်သွားကြတယ်။ကူထဲရောက်တော့စက်ကိုဖွင့်လိုက်ရောငလင်တွေလုတ်ရေတွေဝိုင်းပြီးဝဲကရက်ကြီးတစ်ခုတည်းသူတို့၃ယောက်ပြုတ်ကျသွားတယ်။ပြန်တတိယလာတော့တဲကန်နာရကြီးတစ်ခုတည်းရောက်နေပြီးအသိပစ္စုပန်အနာဂတ်အကုန်ရောထွေးနေတဲ့ Land of the Lost ဆိုပြီးကဘာစီရောက်သွားကြတာဗျာ။ပြဿနာကသူတို့အိမ်ပြန်ဖို့လိုအပ်တဲ့ amplifier စက်ကြီးပြောင်းသွားတာပဲ။ဒါနဲ့စက်ကိုလိုက်ချရင်လူဝန်လိုလိုဘာလိုလိုခြာကာဆိုတဲ့ကောင်လေးတစ်ကောင်ကိုကယ်လိုက်မိပြီးသူနဲ့ mix ပြီးဖွဲ့လိုက်ကြတယ်။သူတို့သွားနေရက်နဲ့ T-Rex ဒိုင်နိုဆောကြီးတစ်ကောင်လိုက်တာခံရပြန်ရော။ Rick ကဒိုင်နိုဆောတွေဟာဦးနောက်တက်ကြသည်လောက်ပဲရှိတာပါလို့ပြောတာကို T-Rex ကြီးကကြားသွားပြီးအညိုးသားကတောက်လျှောက်လိုက်နှောက်ရှက်တော့တာပဲ။ Holly ကတော့အဲ့ဒီ T-Rex ကြီးကို Grumpy လို့နာမည်ပေးလိုက်တယ်။တောထဲမှာခလီးဆက်ရင် Slipstack လို့ခေါ်တဲ့ပုတ်တင်ညိုးလိုကောင်တွေနဲ့တွေ့ပြီးထွက်ပြေးရပြန်လေ။နောက်ဆုံးမှာ Enix ဆိုတဲ့ဂျိုးသားတစ်ကောင်နဲ့တွေ့တယ်။ Enix က Slipstack တွေကကဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားနေတာမို့သူတို့ကိုတားဖို့ amplifier စက်ကြီးလိုတယ်လို့လိန်ပြောပြီး Rick တို့ကိုခိုင်းစားတော့တာပေါ့။ amplifier စက်ကြီးကဒိုင်နိုဆောအမကြီးတကောင်ရွက်ဖိုက်ထဲရောက်နေတာကိုသိလိုက်ရတော့စစ်ကိုပြန်ရဖို့အစီအစဉ်ဆွဲကြတယ်။ဒါပေမဲ့ Grumpy နဲ့သူ့ကောင်မလေးဒိုင်နိုဆောတို့လိုက်တာခံရပြီး Rick တယောက်အတော်လေးမှတ်လောက်သားလောက်ဖြစ်သွားတယ်။နောက်ဆုံးဒိုင်နိုဆောဥတွေရှိတဲ့နေရာကိုရောက်သွားပြီးဥတွေမပေါက်အောင် Rick တို့တချင်းဆိုပြီးချော့တရတဲ့အခန်းကတော့တော်တော်ရဲရတယ်။ဇသိမ်းမိုင်းမှာတော့ Holly တယောက်Enix ကလူကောင်းမဟုတ်ပဲတကယ်တမ်းကမာကြီးကိုသိမ်းပိုက်ချင်နေတဲ့လူစုမှန်းတည်သွားတယ်။ဒါပေမဲ့သူဖမ်းခံလိုက်ရတယ်။ Rick နဲ့ Will တို့က Slipstack အရေးခွင်တွေဝတ်ပြီး Holly ကိုသွားခဲ့ကြတယ်။ Enix က amplifier စက်ကိုရသွားပြီးစစ်တပ်ကြီးလွှတ်လိုက်တဲ့အချိန်မှာတော့ Rick ကထွက်မပြေးတော့ပဲ T-Rex ကြီး Grumpy နဲ့မျက်နှာချင်းဆိုင်တွေ့ဖို့ဆုံးဖြတ်လိုက်တယ်။ Grumpy က Rick ကိုတလုတ်တဲမျိုးချလိုက်ပေမဲ့ကန်ကောက်ကျင်တော့ပြန်ပြီးပါချလိုက်တဲ့အချိန်မှာ Rick ကဦးလန်းကြောင်းပိတ်နေတာကိုပါရှင်းပေးတယ်လို့ထစ်သွားလို့ Grumpy နဲ့တုံနေချင်းတီဖြစ်သွားကြတော့နောက်ဆုံးမှာတော့ Rick က T-Rex ကြီး Grumpy ရဲ့ကြောပေါ်စီပြီး Slipstack စစ်တပ်ကြီးကိုခြေမုံလိုက်နိုင်တယ်။ Enix ကလည်းအနိုင်ယူပြီးအိမ်ပြန်ဖို့တကာပေါက်ပွက်လာတယ်။ဒါပေမဲ့ Will ကတော့ကဘာမီကိုပြန်မလိုက်တော့ပဲခြာကာနဲ့အတူဒီကဘာမှာပဲနေခဲ့ဖို့ဆုံးဖြတ်လိုက်တယ်။သူ့အတွက်တော့ဒီမှာကပို့ဖြိုးစရာကောင်းနေကုန်ရတယ်။ Holly နဲ့ Rick ကတော့လက်ရှိကဘာကိုပြန်ရောက်လာပြီး Rick လည်းအောင်မြင်တဲ့စာရေးစရာဖြစ်လာတယ်။ Matt Lauer ရဲ့ TV အစီအစဉ်ကိုပြန်သွားပြီးကြွားလုံးထုတ်ကလက်စားချီလိုက်တာပေါ့။ဇကားရဲ့နောက်ဆုံးမှာတော့ Holly တဲလာတဲ့ဒိုင်နိုဆောဥလေးပေါက်လာပြီးအထဲကနေဒိုင်နိုဆောလေးမထွက်လာပဲ Slipstack ကောင်လေးထွက်လာတာကိုပြရင်ဇကားပြီးသွားပါတယ်။